ဟုတ်တခြား window မှာပေါ့နော်ဒီမျိုး Harmony ဆိုတာနဲ့ဒီမျိုးပေါ်လာမယ်ပေါ့နော်ပြီးတော့ဒီမျိုးတက်ရမှရမယ်ပေါ့နော်ခုဒီပထမဘာအောင်ရှင်းပြမလဲဆိုရင်ဒီအကောင်ရှင်းပြမယ်ပေါ့နော်ပထမဆုံးဘာလို့ချိန်မလဲဆိုရင်MongoDB database ကိုလမ်းချိန်ဖို့အတွက်မော်တာလိုက်ပြီးတော့သုံးပြမယ်ပေါ့နော်ဒီရှင်းပြမယ်ဆိုရင်ဒီကုတ်လေးကိုရှင်းပြမယ်ပေါ့နော်ပထမဆုံးအနေနဲ့ step 1အနေနဲ့asynchronous IO motor client ကသူက MongoDB ရဲ့ asynchronous ကိုချိန်ဆွဲဖို့အသုံးပြုတဲ့ client ဖြစ်တယ်ပေါ့နော် asynchronous IO motor client ကMongo database ရဲ့ asynchronous ကိုချိန်ဆက်ဖို့အသုံးပြုတဲ့ client ဖြစ်တယ်ဒါကကြတော့ဒီကောင်ရဲ့ address 27017 default အနေနဲ့ပေါ့နော်သူက default အနေနဲ့ URL address သူကကြတော့27017ပဲကြောင့် MongoDB ရဲ့ default port number အဲ့ဒါကို server နဲ့ connect လုပ်မယ်ပေါ့နော်DB ဖတ်ဒီမှာကြတော့ client ဆိုတဲ့file API ဆိုတဲ့ MongoDB database ထဲမှာဒီက file API IDB ဆိုတဲ့ database name ကိုရွေးချယ်ရပေါ့နော်သူရွေးချယ်ရမရှိဘူးဆိုရင်ဒီ database ထဲမှာမရှိဘူးဆိုရင်MongoDB ကတင်ရောခေါ်ထဲမှာတခါတော့ automatic အတစ်တကူဖန်တီးမိမှာပေါ့နော်လောက်တဲ့ဟာကို DB page ကိုသိမ်းမယ်ဆို DB တွေသိမ်းမယ်ပြီးတော့ဆိုရင် user collection ဆိုရယ် DB user ကြတော့ database ထဲမှာ user ဆိုတဲ့ collection name မှာ database နဲ့ sync သွားပေါ့နော်တော့ကြောင့် MongoDB မှာဒီ collection ဆိုရယ် data တစ်ခုချင်းစီကိုတင်တဲ့ container တစ်ခုဖြစ်တယ်ပေါ့နော်ဒီဥစ္စာကိုတင်ထားရတဲ့ဘက်တော့မှဆိုရင်ဒီကောင်လေးကိုလုပ်လို့ရတယ်ပေါ့နော်ပြင်ရမယ်ဆိုရင် for fat API အနေမှာ import fat API for motor and synchro import and synchro IO motor client ဆိုတဲ့ဟာကိုတွေ့မယ်အပြင် add equal to fat API ဆိုတဲ့ဟာအပြင်ဒီမှာ MongoDB ကိုset လုပ်မယ်ဆိုရင် client equal to asynchro motor client ကိုသုံးမယ် MongoDBโอเคသူခုနပြောတာအတိုင်း default ပေါ့နော်အဲ့ဆိုရင် DB ဆိုရယ် variable ကိုပါသိမ်းမလဲဆိုရင် client database name DB ကိုသိမ်းမယ်ပေါ့နော်အပြင် user collection ဆိုတဲ့ variable တွေကို database name ပုံစံထည့်မယ်ပေါ့နော် DB ဆိုတဲ့ database name ပုံစံဆိုတဲ့ဒီမျိုးဖန်တီးလိုက်ပြီပေါ့နော်